ဒီအသီးရွက်လေးကိုဘယ်လိုမျိုးပြောလဲတဲ့ Okay တခါလေးရအောင်လို့တော့နော်ကစုံရွက်ဆိုရှင် water spinach is my favorite side dish ကစုံရွက်ကကျွန်တော်ရဲ့အကြိုက်ဆုံးအရန်ဟင်းပဲ Okay ချင်မောင်ရွက်ဆိုရှင် roselle leaves we usually cook roselle leaves with bamboo shoots ပုံမှန်ကျွန်တော်တို့ကချင်မောင်ရွက်နဲ့မြင်းနဲ့ချက်တယ်ပေါ့ Okay we usually cook roselle leaves with bamboo shoots ဒူရင်ဒီဆိုရှင် durian some people love durian but others hate the smell တချို့တွေကဒူရင်ဒီကိုကြိုက်တယ်တချို့ကလည်းအနံ့ကိုမုန်းကြရတယ်ပေါ့ Okay ပိနေဒီဆိုရှင် jackfruit the seeds of the jackfruit can be eaten ပိနေဒီရဲ့အစိတ်ကစားလို့ရတယ် Okay I love it မကြီးဒီဆိုရှင် tamarind I like tamarind curry ကျွန်တော်ကမကြီးဒီဟင်းကိုကြိုက်တယ် Okay ခရမ်းဒီဆိုရှင် eggplant my mom says eggplants are good for health အမေပြောတာကတော့ခရမ်းဒီကကျန်းမာရေးအတွက်ကောင်းတယ်တဲ့ I'm not sure Okay my mom says eggplants are good for health စသဖြင့်ပြောလို့ရနော်အခုလိုမျိုးသုံးနေကိုယ်တက်ထားကိုဖြစ်လာမလို့ဖြစ်တယ်ဆိုရင် comment မှာရက်ရွှေ့တော့နောက်ထပ် video အသေးလေးလုံးမတော်အောင်လို့လေဒီ page ကို follow လုပ်ထားဖို့မမေ့တော့နော် bye bye see you in the next video